အားလုံးပဲမင်္ဂလာပါစူပါမန် channel လေးကကြိုဆိုလိုက်ပါရနော်မိခင်နဲ့ဘေဘီလေးတို့ဟာကိုဝင်ဆောင်ချိန်မိဖွားချိန်နှုတ်ထိုက်ချိန်စတဲ့အချိန်များစုမှာအမြင်အနိကဆုံးတွေ့တွေ့နေကြသူများဖြစ်လို့မေမေတို့စီကယောဂများဟာဘေဘီလေးတို့စီကိုအလွယ်တကူကူးဆက်စေနိုင်ပါတယ်ဒီလိုကူးဆက်နိုင်တဲ့ယောဂများကိုမိခင်မှာကလေးထံကူးဆက်နိုင်သောယောဂများ Mother to Child Transmission MTCT လို့သတ်မှတ်ပြီးဘယ်လိုယောဂလေးတွေဆိုတာကိုဒီနေ့စူပါမန်ကဗဟုသုတအဖြစ်ဝေမျှပေးသွားပါမယ်နော်ပထမဆုံးဝေမျှပေးသွားမှာကတော့မေမေတို့ကိုယ်ဝင်ဆောင်ချိန်မှာကူးစက်နိုင်တဲ့ယောဂများပဲဖြစ်ပါတယ်နံပါတ်1 HIV ယောဂ HIV ယောဂဖြစ်ပြီးမိခင်မှာသတိသားတို့သွေးအချင်းပလက်စန်တာမှတစ်ဆင့်ကူးစက်နိုင်ပြီးဂယုတဆိုင်ကုသမှုမရှိပါကဘေဘီလေးမှာ HIV ပိုးရှိလာနိုင်တာပဲဖြစ်ပါတယ်နံပါတ်2 syphilis သို့မဟုတ်ကာလသားယောဂမိခင်မှာကုသမထားတဲ့ syphilis ယောဂရှိပါကဘေဘီလေးမှာမွေးရပါ syphilis ဖြစ်စေပြီးအသက်အန္တရာယ်အမြင်အာရုံပျက်စီးခြင်းနဲ့နှလုံးချို့ယွင်းခြင်းတို့ကိုဖြစ်နိုင်ပါတယ်နံပါတ်3 rubella သို့မဟုတ်ခြိုက်သွိုးယောဂကိုဝင်ပထမ3လအတွင်းကုသပါကဘေဘီလေးမှာနှလုံးချို့ယွင်းခြင်းအသားအာရုံဆုံးရှုံးခြင်းမျက်စိအတင်းတိမ်ဆွဲခြင်းစတဲ့ congenital rubella syndrome တွေဖြစ်နိုင်ပါတယ်နံပါတ်4 CMV cytomegalovirus မိခင်မှာဒီ virus ရှိပါကဘေဘီလေးမှာအုံနောက်ပျက်စီးခြင်းအသားအာရုံဆုံးရှုံးခြင်းစတဲ့ပြင်းထန်တဲ့လက္ခဏာများကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်နံပါတ်5 Zika virus မိခင်မှာ Zika virus ရှိပါကဘေဘီလေးမှာအုံနောက်တင်ငယ်ခြင်း microcephaly နဲ့အာရုံကြောစနစ်ချို့ယွင်းမှုများကိုဖြစ်စေနိုင်ပါတယ်ဒုတိယဝေမျှပေးသွားမှာကတော့မေမေတို့မွေးဖွားစဉ်ဘေဘီလေးတို့ကိုကူးစက်နိုင်တဲ့ယောဂများပဲဖြစ်ပါတယ်နံပါတ်1အသိရောင်တဝါ hepatitis B မိခင်ရဲ့သွေးမွေးလန်းကြောင်းမှအရည်များနဲ့ထိတွေ့ခြင်းဖြင့်ဘေဘီလေးတို့ထံကူးစက်နိုင်တာပဲဖြစ်ပါတယ်ဘေဘီလေးကိုမွေးဖွားပြီးဖြစ်စဉ်ကာကွယ်ဆေးနဲ့ immunoglobulin HBIG ထိုးပေးရန်လိုအပ်တာပဲဖြစ်ပါတယ်နံပါတ်2အသိရောင်တဝါ C hepatitis C ဒီယောဂါဟာလည်းမိခင်ရဲ့သွေးနဲ့ခန္ဓာကိုယ်အရည်များမှတစ်ဆင့်ကူးစက်နိုင်တာပဲဖြစ်ပါတယ်နံပါတ်3 herpes yo-yo virus herpes simplex virus HSV မိခင်ရဲ့မွေးလန်းကြောင်းမှာအနာဖြစ်နေပါကဘေဘီလေးအားအုံနောက်ရောင်ခြင်းအရည်ပြားပြည့်တဲ့နာများဖြစ်ခြင်းစသည်တို့ကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ်နံပါတ်4 gonorrhea စီးပူညောင်ယောဂါနဲ့ chlamydia ကူးစက်ယောဂါမိခင်မှာထိုယောဂါရှိပါကမျက်စိနာခြင်း conjunctivitis အဆုတ်ရောင်ခြင်းစတဲ့ပြဿနာများဖြစ်စေနိုင်တာပဲဖြစ်ပါတယ်တတိယမြောက်ဝင်မြပေးချင်တာကတော့မေမေတို့ကဘေဘီလေးတို့ကိုနှုတ်တိုက်ခြင်းမှတစ်ဆင့်ကူးစက်နိုင်တဲ့ယောဂများအကြောင်းပဲဖြစ်ပါတယ်နံပါတ်1 HIV ယောဂမိခင်တို့ရဲ့တိုက်ကျွေးမှုမှတစ်ဆင့်ကူးစက်နိုင်တော့လေမိခင်ကို antiretroviral therapy ART ဆေးကိုတိုက်ကျွေးပေးထားပါကဘေဘီလေးထံကူးစက်နိုင်ခြင်းရောသွားစေနိုင်ပါတယ်နံပါတ်2 HTLV1 Human T-cell Lymphotrophic Virus ဒီ virus ကြောင့်ဘေဘီလေးဟာသွေးကင်ဆာလူကီမီးယားနဲ့အောင်ကျော်ယောဂများဖြစ်စေနိုင်ပါတယ်နောက်ဆုံးဝင်မျှပေးချင်တာကတော့မေမေတို့ဖေဖေတို့ရဲ့မျိုးရိုးဗီဇချို့ယွင်းမှုအရာဘေဘီလေးတို့ကိုရရှိနိုင်တဲ့ယောဂတွေပဲဖြစ်ပါတယ်နံပါတ်1သွေးရနဲ့ယောဂတက်လက်စမီယာ sickle cell anemia နံပါတ်2 hemophilia ခေါ်သွေးမတိတ်သောမျိုးရိုးလိုက်သောယောဂစတဲ့ယောဂများပဲဖြစ်ပါတယ်ဒီလိုမျိုးမေမေတို့ကတဆင့်ဘေဘီလေးတို့ကိုကူးစက်လာနိုင်တဲ့ယောဂတွေကိုကာကွယ်ပေးနိုင်မှုနည်းလမ်းလေးတွေကိုလည်းဝေမျှပေးချင်ပါသေးတယ်နံပါတ်1ကိုဝင်ယူဖို့ပထမဆုံးဆုံးဖြတ်လိုက်တာနဲ့မိမိဟာကိုဝင်ဆောင်မှုတင့်မတင်တက်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီးကျန်းမာရေးစစ်ဆေးဖို့ပဲဖြစ်ပါတယ်နံပါတ်2 HIV syphilis တဲချေရောင်အသက်ဝါ BC စတဲ့ယောဂများရှိမရှိဆေးတောက်ထိန်းချုပ်ထားနိုင်သောအခြေအနေရှိမရှိကြိုတင်စစ်ဆေးပြီးတေချာစွာကုသဖို့ပဲဖြစ်ပါတယ်နံပါတ်3တက်ကျွမ်းသူနဲ့တိုင်ပင်ပြီးထိုးနှံတဲ့ကာကွယ်ဆေးများကိုထိုးနှံထားဖို့အကြံပြုချင်ပါတယ်ဥပမာအားဖြင့် rubella တဲချေရောင်အသက်ဝါ B ကာကွယ်ဆေးများပဲဖြစ်ပါတယ်နံပါတ်4 HIV ရှိတဲ့မိခင်များအနေနဲ့ antiretroviral therapy ART ဆေးတောက်ဖို့အကြံပြုချင်ပါတယ်
ဒီဆေးကဘေဘီလေးကိုယောဂကူးစက်နိုင်ခြင်း 1% အောက်ရှိရန်ကာကွယ်နိုင်လို့ပဲဖြစ်ပါတယ်နံပါတ်5မွေးဖွားချိန်တက်ရှင်းမှုကိုအလေးထားပြီးဂနိုရီယာကလမိုင်းနီယာစတဲ့ယောဂများအတွက်လိုအပ်ပါကကျွမ်းကျင်သူဆရာဝန်နဲ့တိုင်ပင်ပြီးပိုးသက်ဆေးတောက်ဖို့ပဲဖြစ်ပါတယ်နံပါတ်6 HIV သို့မဟုတ် HTLV1 ရှိတဲ့မိခင်များဖြစ်ပါကနို့တိုက်ခြင်းနဲ့ပတ်သက်၍ဆရာဝန်နဲ့တိုင်ပင်ပြီးလိုအပ်ပါကနို့မတိုက်ပဲဖော်မြူလာနို့ဖြင့်အစာထိုးခြင်းပြုလုပ်ဖို့အကြံပြုချင်တာပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်တော့မိခင်မှာကလေးထံကူးစက်နိုင်တဲ့ယောဂများ Mother to Child Transmission MTCT အကြောင်းလေးကိုဗဟုသုတရလောက်ပြီလို့ထင်ပါတယ်စူပါမန်ကမမေတို့သိချင်တဲ့ဗဟုသုတအကြောင်းအရာလေးများကိုအခါအားလျော်စွာရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့မမေတို့သိချင်တာလေးများရှိခဲ့ရင်ဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်